စွန့်တလောက်တော့ကြိုးစားပြီးတော့ငါရှာကြွေးခဲ့တာပေါ့ငါအစွမ်းပြောက်တော့အခန်းလဲပြောက်ပေါ့ငါလူတော့လဲမတော်အချိန်တန်ရင်ဆုံးကံမှာကိုငါချုံမမြင်ထားဘူးပြင်မပြောရပါဘူးမိဘဆိုတာအရာရာပေးခဲ့ခြင်းလို့နောက်ပိုက်ထားခဲ့သမျှခွဲချမ်းပြီးတော့အကုန်ပေးခဲ့တာပေါ့နောင်ငါအတွက်ချကြောတစ်ခင်လောက်တော့ဘသူတွေပေးမလဲပြောဘလို့ချင်တဲ့ကြုံနေပါပါစေအဖေပါပဲဆိုအပြစ်မပြောရပါဘူးမိဘဆိုတာအရာရာပေးခဲ့ခြင်းလို့အများကြီးပေးသူဘာမှမရခဲ့သူငါသားသမီးများဖေကိုတောင်းလာမတွေ့ဘူးဟောတော့ငါတော့အဖေသာလူစွမ်းကောင်းကြီးဆိုအခုချတော့အဖေဟာကဘာကြီးတွဲလူပူအများကြီးပေးသူဘာမှမရခဲ့သူတည်ချွတ်တဲ့ချိန်ဆိုဘသူလာမလဲလို့ကိမ်းမုံရတဲ့ຫນွေကိုတော့မမမီတော့လို့စောင်းစားရင်နဲ့လူကိုယုံလေးတဲ့ငါငိုရနှုတ်စကားကြောခိုင်းလို့သွားတယ်သူကလည်းမိတာပေါ့ငါဟာဟောင်းသွားတဲ့တစ်သေးရမိုင်းကျွန်တော်သူလည်းမရှိခိုင်းငယ်ရွယ်စေဟောင်းချိန်တွေကိုတစ်ခါပြန်လို့ခြင်းမီလို့ငါပတ်သမီးတွေကိုအခုချက်ဖို့အောင်ရှာဖွေကျွေးမွေးခြင်းသူငါသားသမီးများဖေကိုတောင်းလာမတွေ့ဘူးဟောတော့ငါတော့ဖေသာလူစွမ်းကောင်းကြီးဆိုအခုချတော့ဖေဟာကဘာကြီးတွဲလူပူအများကြီးပေးသူဘာမှမရခဲ့သူတည်ချွတ်တဲ့ချိန်ဆိုဘသူလာမလဲလို့ကိမ်းမုံရတဲ့ຫນွေကိုတော့မမီတော့လို့စောင်းစားရင်နဲ့လူကိုယုံနေတဲ့ငါငိုရတလာငါပေးပါတယ်အပေးခဲ့ဘူးတလာငါပါတွေများရခဲ့တယ်လေငါမသေးဆုံးပြန်လေခဏလောက်တွေ့ခြင်း